င်ပွဲတစ်ခုမှာသူဟာအဖြေတစ်ခုစီကိုအတန်ကျဲလောင်စွာနဲ့အော်ဖတ်နေပြီးသူဖြေမှန်ကိုရောက်တဲ့အခါလူအုပ်ထဲကတစုံတစ်ယောက်ကချောင်းဆိုးသလိုလုံနေခဲ့တယ်ပြိုင်ပွဲဝင်ကအဲ့ဒီချောင်းဆိုးတန်ကိုအချက်ပြတန်အဖြစ်ယူပြီးအဖြေမှန်ကိုအကြိမ်တိုင်းမှန်အောင်ဖြေတက်လာခဲ့တယ်နောက်ဆုံးမှာသူကအကြီးမားဆုံးဆုကြီးရရှိခဲ့ပါတယ်ဒါပေမဲ့ပြိုင်ပွဲကိုစီစစ်ထုတ်လုပ်သူတွေကဗီဒီယိုကိုပြန်ကြည့်တဲ့အခါပရိသတ်ထဲကတယောက်ကအမြဲတမ်းချောင်းဆိုးနေတယ်လို့လုံနေတာကိုသတိထားမိသွားတယ်တကယ်တော့ချောင်းဆိုးနေတဲ့သူဟာအဲ့ဒီပြိုင်ပွဲဝင်ရဲ့မိန်းမဖြစ်နေပြီးသူမဟာအခြားယောက်ျားတစ်ယောက်နဲ့ပူးပေါင်းကစင်ဘော်ကသူ့ခင်ပွန်းကိုရှုပ်ဝက်ကြံပေးနေခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်ပြိုင်ပွဲနည်းစနစ်အရသူတို့အနိုင်ရခဲ့ရင်မဲ့စီမင်းကျိုးဖောက်လိုက်တဲ့အတွက်၃ယောက်လုံးကိုအပြစ်ပေးပြီးစုငွေကိုတော့ဘယ်တော့မှထုတ်မပေးတော့ပါဘူး16ရာစုကလက်မစေ့ပဲမွေးရဲ့ကလေးတွေကိုဖန်တိတ်တာတွေထဲထားပြီးပြသခဲ့ကြတယ်တန်းနဲ့ချီတဲ့လူတွေကအဲ့ဒီကလေးတွေကိုကြည့်ဖို့အခက်ကြီးငွေပေးပြီးကြီးခဲ့ကြတယ်အဲ့ဒီကလေးတွေဘယ်လောက်သေးတယ်ဆိုတာပြဖို့စိန်လက်စွပ်တွေကိုလက်မောင်းပေါ်ဝတ်ပေးကြတာမျိုးတွေလုပ်ပြခဲ့တယ်တိတ်တာတွေတဲကအလှည့်ပြောင်းစနစ်ကလည်းအတွင်းပိုင်းကိုပူနွေးတဲ့လေဖြည့်ပေးနိုင်တဲ့ပုံစံဖြစ်ပြီးကလေးတွေကိုအသက်ရှင်အောင်ကျန်းမာအောင်စောင့်ရှောက်ပေးခဲ့တယ်ဒီလိုပြသထားတဲ့အတွက်ကာနီဘယ်ရှိုးပွဲကအဲ့ဒီအချိန်ကဈေးရုံတွေထက်ဈေးသက်သာနေပြီးကလေးတွေကိုအသက်ရှင်အောင်ကယ်တင်နိုင်ခဲ့ပါတယ်